ဤလူရုပ်ဖြတ်စံကြံကြီးကလေးမွေးဖွားနိုင်စွမ်းရှိမရှိစစ်ဆေးရန်အတွက်လူဝင်မျိုးနွယ်စုသည်လူသားမျိုးသမီးတဦးအားရင်းနှီးသို့ချင်းကပ်ရန်တမင်တကာစီစဉ်ပေးခဲ့တော်လဲအံ့ဩစရာကောင်းသည်မှာထိုလူသည်သူမအားအနှဲငယ်မြပင်စိတ်မဝင်စားပဲလှောင်အိမ်အပြင်ဘက်တွင်ရက်နေသည့်အမျိုးသမီးဆရာဝန်ထံသို့သာမျက်တောင်မခတ်တဆိုင်မမတ်ကြည့်နေခဲ့ပါသည်ထိုအမျိုးသမီးဆရာဝန်သည်လူသားများမြည်တို့မျိုးပွားသည်ကိုအလွန်သိကျင်နေစဉ်မှာပင်မျှော်လင့်မထားပဲထိုလူကရုတ်တရက်ဝုန်းကနေထကသူမအားလှမ်းဖမ်းလိုက်သဖြင့်ကံကောင်းသူများကလင်းမြန်စွာတုတ်ပြန်တားဆီးပေးခဲ့ရပါသည်ဤသို့ရိုင်းဆိုင်ကြမ်းတမ်းပုံရသောလူသား၏လုပ်ရက်ကြောင့်သူမလန့်ဖြန့်သွားပြီးစော်ကားခံရတယ်လို့ခံစားရတော့လဲထိုအမျိုးသမီးဆရာဝန်သည်သူ့ပေါ်တန်ရောစင်တွေမိသွားကအဖြစ်ရှာအေးအေးယူခြင်းသို့မဟုတ်အဖြစ်ပေးခြင်းမျိုးမလုပ်သည့်အပြင်သူ့အားအပြင်ထွက်၍လေကောင်းလေတန့်ရှုခွင့်ပင်ပေးခဲ့ပါသည်သို့တော်လဲထိုလူသည်ယဉ်ကျေးမှုမရှိသောမိမိမျိုးနွယ်စုများနှင့်အချိန်မဖြုံးခြင်းပဲအမျိုးသမီးသိပ္ပံပညာရှင်နောက်တစ်ကြိမ်လာရောက်လည်ပတ်သောအခါမြေကြီးပေါ်အဖြစ်အမူအရာပြကစာရေးပြရန်စူးစမ်းခဲ့တော်လဲသူမကတတိမထားမိခဲ့ပေထိုအချိန်တွင်သိပ္ပံဝင်ကြီးရောက်ရှိလာမှုကြောင့်ထိုလူ၏အစီအစဉ်ပြပြသွားပြီးလူဝန်နှစ်ဦးစကားပြောဆိုနေစဉ်မှာပင်သူရေးထားသောစာများကိုအရင်ဆိုင်လူသားတဦးကလုံးဝဖျက်ဆီးပစ်လိုက်သဖြင့်ထိုနေရာ၌ပင်ပြင်းထန်သောအငြင်းပွားမှုတစ်ခုဖြစ်ပွားခဲ့ပါသည်ဤသို့ဖြင့်ထိုလူသည်လူဝင်မျိုးနွယ်စုထံမိမိကိုယ်ကိုတက်တည်ပြရန်အခွင့်အရေးဆုံးရှုံးခဲ့ရပြီးအပြင်ထွက်ကလေကောင်းလေတန့်ရှုခွင့်အခွင့်ထူးကလုံးဝအပိတ်ခံလိုက်ရပါစောင့်များကသူ့အားလောင်အိမ်သို့ပြန်လည်ခေါ်ဆောင်သွားစဉ်ဝင်ကြီးသည်မြေကြီးပေါ်ကစာသားများကိုအမှတ်မထင်တွေ့ရှိသွားတော့လဲအံ့ဩသည့်အရေးအယောင်အနှဲငယ်များပင်မပြဘဲပြင်းဤတုတ်ကောက်ဖြင့်ထိုစာများကိုမတိမတာပုတ်တိုက်ဖျက်ဆီးပစ်လိုက်ပါသည်လောင်အိမ်ထဲတွင်ပြန်ပိတ်ခံရသောအခါထိုလူသည်စိတ်ပြအားငယ်မှုများဖြင့်ပြည့်နေနေစဉ်မှာပင်အံ့ဩစရာကောင်းလောက်အောင်အမျိုးသမီးဆရာဝန်သည်လောင်အိမ်ထဲသို့လိုက်ဝင်လာခဲ့သဖြင့်သူကသူမကိုထပ်မံပွေ့ဖက်ပြီးသူမ၏စက်ကူနှင့်ဖောင်တိန်ကိုလူယူခဲ့ပါသည်ဤရဲတင်တော်လက်ကြောင့်သူသည်အဆောက်များ၏ရရက်ဆက်ဆက်အရိုက်နှက်ကိုခံခဲ့ရတော့လဲသူပြောကျင်သောသတင်းစကားကိုမြေကြီးပေါ်တွင်အောင်မြင်စွာရေးသားနိုင်ခဲ့ပါသည်ထိုစာကိုမြင်လိုက်ရသောအခါအမျိုးသမီးဆရာဝန်သည်လွန်စွာတုန်လှုပ်သွားပြီးလူမှုအတိုင်းဝိုင်း၏အောက်ခြေအကျဆုံးဖြစ်သောလူသားများကစာရေးနိုင်သည်ဟုသောအချက်ကိုသူသည်ဝါရင်ရှိဟောင်းသူတေသနာပညာရှင်တဦးဖြစ်သည့်အတွက်လူသားများစာမရေးတတ်ကြောင်းလုံးဝအသေးချာယုံကြည်နေသူဖြစ်ပါသည်။ယင်းတို့လူဝန်နှစ်ဦးအားတက်တည်ပြရန်အတွက်တေလာသည်စက်ကူတရွက်ပေါ်တွင်စာရေးပြီးမိမိ၏အတွေ့အကြုံအလုံးကိုပြောပြကကဘာမြေပေါ်ရှိအဆင့်မြင့်ယဉ်ကျေးမှုများအကြောင်းကိုရှင်းပြခဲ့ပါသည်။ကဘာပေါ်တွင်အရှိန်ပြင်းကားများသာမကလွတ်လပ်စွာပြန်တန်းနိုင်သောလေရင်ပြန်များနှင့်အာကာသယာဉ်များကိုပင်တိစောက်ထားပြီးတေလာသည်ထိုကျဲတာယာများကိုစူးစမ်းလေ့လာသည့်အာကာသယာဉ်မှုများထဲမှတဦးဖြစ်ကြောင်းသူ၏အာကာသယာဉ်သည်စက်ချိုရွေးမှုကြောင့်ဤနေရာသို့အရေးပေါ်ဆင်းသက်ခဲ့ရခြင်းဖြစ်ပြီးလူဝန်များ၏ဖန်ဆီးခြင်းကိုခံရကအရိုင်းဆိုင်လူသားတဦးအဖြစ်အထင်မှားခံခဲ့ရခြင်းဖြစ်ကြောင်းရှင်းပြခဲ့ပါသည်။ထို့ပြင်သူသည်လေဘင်းကိုမတော်တဆတနက်မှန်ခဲ့သဖြင့်အတန်ကြိုးထိခိုက်သွားသောကြောင့်ယခုအချိန်ထိစကားမပြောနိုင်ခဲ့ခြင်းဖြစ်ပါသည်တေလာကသတင်းအချက်လက်အလုံးကိုဖွင့်ချပြခဲ့တော်လဲဆရာဝန်ဤစစ်ဆက်ထားသူသည်ယုံကြည်ရန်ညှင်းဆိုနေစေဖြစ်ပြီးဤလူသားသည်ဉာဏ်ပညာနှဲငယ်ရှိနိုင်တော်လဲယင်းသည်လုံးဝအယူတယောက်သာဖြစ်သည်ဟုခံစားနေရကအထူးသဖြင့်လူဝန်များကအောက်တန်းကြသည်ဟုသတ်မှတ်ထားသောလူသားမျိုးနွယ်စုကပြန်တမ်းမှုနည်းပညာကိုမြည်တို့တက်ကြွနိုင်မည်နည်းဟုတွေးတောနေပါသည်ယင်းတို့မယုံကြည်သေးသည်ကိုမြင်သောအခါတေလာသည်အခိုင်အမာဆုံးသောတက်တည်အထောက်ထားဖြင့်စက်ကူလေးရင်ပြန်တစည်းလောက်ကပြန်တမ်းပြလိုက်ရာယင်းတို့၏ခြေရင်းတို့ကျလာသောအခါလူဝန်နှစ်ဦးစလုံးမယုံကြည်နိုင်သောမျက်နှာအမူအရာများဖြစ်သွားကြပါသည်ထို့နောက်တေလာသည်သူ၏အာကာသယာဉ်ရှိမိနေရာကိုညွှန်ပြခဲ့ရာထိုနေရာသည်လူဝန်မျိုးနွယ်စုအတွက်ကတပ်ပိတ်ပင်ထားသောနေမြေဖြစ်နေပါသည်ထိုအချိန်မှာပင်တိပ္ပံဝင်ကြီးကရုတ်တရက်အခန်းထဲသို့အတင်းဝင်ရောက်လာပြီးမင်းဤလူများကိုတေလာအားကျိုးတုတ်ကအပြင်သို့ဆွဲထုတ်သွားရန်အမိန့်ပေးခဲ့သည့်အပြင်စက်ကူလေးရင်ပြန်ကိုလည်းချက်ချင်းလုံးချပစ်လိုက်ပါသည်နောက်တနေ့နံနက်တွင်တေလာသည်အိပ်ပျော်နေစဉ်မှာပင်လူသားမျိုးသမီးနှင့်လူဝန်တို့ကသူ့အားခိုးထုတ်ရန်ရုတ်တရက်ကြိုးစားခဲ့သဖြင့်တေလာကလူဝန်ကိုမြေကြီးပေါ်သို့တွန်းချကာရင်းဤလှောင်အိမ်ထဲမှ